မင်းကလေး၃ယောက်လမ်းလျှောက်လာရင်အလုတ်ကင်နဲ့ပတ်သက်ပြီးစကားပြောနေကြပါတယ်။သူတို့ထဲကတယောက်ကအလုတ်ရှာရတာခက်ခဲကြောင်းပြောပြနေပြီးနောက်တယောက်ကတော့စိတ်မကောင်းဖြစ်နေပုံပါပဲ။သူတို့ကြားထဲမှာစကားအခြေတင်ဖြစ်လာပြီးတယောက်ကိုတယောက်စိတ်ဆိုးနေကြပါတယ်။ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကိုတော့သူတို့ရဲ့အမူအရာတွေကဖော်ပြနေပါတယ်။ရုတ်တရက်ပဲလူတစုကကားပေါ်ကနေပစ္စည်းတွေကိုအတင်းအဓမ္မလာရောက်သိမ်းဆည်းသွားပါတယ်။မင်းကလေးတွေကသူတို့ပစ္စည်းတွေကိုပြန်ပေးဖို့တောင်းဆိုပေမဲ့အဲ့ဒီလူတွေကလုံးဝဂရုမစိုက်ပါဘူး။အဲ့ဒီလူတွေကပစ္စည်းတွေကိုသိမ်းဆည်းရတဲ့အကြောင်းရင်းကငွေချေးထားတဲ့အတွက်အတိုးမပေးနိုင်လို့ဖြစ်တယ်လို့ပြောပါတယ်။မင်းကလေးတွေကတော့သူတို့လုပ်ရက်ကိုလက်မခံနိုင်ပဲပြန်လည်တိုက်ခိုက်ဖို့ကြိုးစားပါတယ်။အခြေအနေကပိုပြီးတင်းမာလာပြီးရုံးရင်ဆန်ခတ်ဖြစ်လာပါတယ်။မင်းကလေးတွေကသူတို့ပစ္စည်းတွေကိုပြန်ယူဖို့ကြိုးစားပေမဲ့အဲ့ဒီလူတွေကအင်အားသုံးပြီးတားဆီးပါတယ်။နောက်ဆုံးမှာတော့ရန်ပွဲဖြစ်ပွားလာပါတယ်။လူငယ်တွေကတယောက်နဲ့တယောက်ထိုးကျိတ်တိုက်ခိုက်ကြပြီးအခြေအနေကအတော်လေးကိုပြင်းထန်လာပါတယ်။ရန်ပွဲအတွင်းမှာလူတယောက်ကမြေကြီးပေါ်ကိုလဲကျသွားပြီးအထိနာသွားပါတယ်။အဲ့ဒီအချိန်မှာပဲအခြေအနေကိုကြည့်နေတဲ့တခြားလူတွေကလည်းကြောက်လန့်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲကားတစ်စီးထပ်ရောက်လာပါတယ်။အဲ့ဒီကားပေါ်ကနေဆင်းလာတဲ့အမျိုးသမီးတစ်ယောက်ကအခြေအနေကိုထိန်းချုပ်ဖို့ကြိုးစားပါတယ်။အဲ့ဒီအမျိုးသမီးကအလုပ်ရှင်ဖြစ်ပုံရပြီးသူတို့ရဲ့အကျွေးကိစ္စကိုရှင်းပြပါတယ်။သူကအတိုးနှုံးတွေနဲ့ပတ်သက်ပြီးစီကံချက်တွေကိုတင်းတင်းကြပ်ကြပ်ပြောဆိုပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်လူတစ်ယောက်ကအခြေအနေကိုဝင်ရောက်ဖြေရှင်းပေးဖို့ကြိုးစားပါတယ်။သူကအကျွေးရှင်ကိုအခြေအနေကိုနားလည်ပေးဖို့တောင်းဆိုပါတယ်။အကျွေးရှင်ကတော့အလုပ်ကံမရှိတဲ့အတွက်အခက်အခဲဖြစ်နေတဲ့မိန်းကလေးကိုကူညီပေးဖို့စဉ်းစားပါတယ်။သူကအကျွေးတွေကိုအချိန်ပေးပြီးဆက်ဖို့ပြောဆိုပါတယ်။နောက်ဆုံးမှာတော့အကျွေးရှင်ကအခြေအနေကိုနားလည်ပေးပြီးကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကအကျွေးဆက်ဖို့အချိန်ပေးလိုက်ပြီးအခြေအနေကိုငြိမ်းချမ်းစွာဖြေရှင်းလိုက်ပါတယ်